Ahlan wa sahlan wa marhaban အားလုံးပဲမင်္ဂလာပါကျွန်တော်လှမျိုးထုံးပါကျွန်တော်ကတော့ဒီ Arabic ဘာသာစကားနဲ့ပတ်သက်ပြီးတော့မှကျွန်တော် sharing လုပ်ပေးနေတဲ့သူပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်အကြောင်းအရာနှစ်ခုနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ပြောပြချင်ပါတယ်ပထမတစ်ခုကကြတော့ဒီကျွန်တော်တို့တွေ365 day Arabic free course ပေါ့နော်ကျွန်တော်ဒီ course ကိုလုပ်ရတဲ့ရွေးချက်ကြတော့ကျွန်တော်တို့ဒီအခုကိုရီးယားစကားလေ့လာတယ်တရုတ်စကားလေ့လာတယ်ဂျပန်စကားလေ့လာတယ်နောက်ဆုံးကြတော့ကျွန်တော်တို့ဒီ Middle East ကိုရောက်လာတယ်ပေါ့နော်အဲ့လိုလူတွေအတွက်ကြတော့ဒီသင်တန်းနဲ့ပတ်သက်ပြီးတော့ trauma တွေရနေပြီပေါ့နော်ဆိုတော့အဝယ်မရနေဘူးမရနေဘူးအဲ့မှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီတရက်တစ်ပုတ် video lessons တွေကျွန်တော်တင်ပေးတော့မှာဖြစ်ပါတယ်အများကြီးတော့မဟုတ်ပါဘူးတရက်ကို၄လုံး၅လုံးလောက်ကျွန်တော်တင်ပေးမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီကျွန်တော် course ဆိုတဲ့အတိုင်းပဲပေါ့နော် course structure ရှိပါတယ်ပထမဆုံး9လကိုကျွန်တော်ဒီ maybe မေလအထိဖြစ်မှာပေါ့နော်ကျွန်တော် vocabulary တင်ပေးပါမယ်ကျန်တဲ့3လပေါ့နော်ဒီ August September လောက်အထိကိုကျွန်တော် phrase တွေကျွန်တော်တင်ပေးပါမယ်နောက်ဆုံးကျန်တဲ့လမှာတော့ကျွန်တော်ဒီ grammar structure တွေကိုကျွန်တော်တင်ပေးတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ notebook စာလေးတစ်ခုယူရပါယူပြီးတော့မှကျွန်တော်နဲ့တူတူဒီတစ်နှစ်အတွင်းမှာပေါ့နော်ဘယ်လောက်ထိ progress ဖြစ်မလဲဆိုတာကျွန်တော်တို့ challenge ပေါ့နော် okay ဆိုတော့ကျွန်တော်ဒီမှာတခု request ထပ်လုပ်ချင်တာကကျွန်တော်ကအဲ့ video တွေအကုန်လုံးကိုအင်္ဂလိပ်လိုပဲကျွန်တော်လုပ်မှာပေါ့နော် English ဘာသာစကားနဲ့ဒါပေမဲ့ကျွန်တော်အောက်မှာကျွန်တော်ဒီ Telegram link ချပေးရပါမယ်ကျွန်တော် Telegram link မှာဆိုလို့ရှိရင်ကျွန်တော်မြန်မာလိုရေးကျွန်တော်ပြန်တင်ပေးပါမယ်အတန်ထွက်တွေရောနောက်တစ်ခုကျတော့ကျွန်တော်ဒီအဓိပ္ပာယ်တွေရောပေါ့နော်ကျွန်တော်မြန်မာလိုပြန်ပြီးတော့မှ sharing လုပ်ပေးပါမယ် PNG format နဲ့ဖြစ်စေ PDF format နဲ့ဖြစ်စေအခုကြည့်နေတဲ့သူတွေ download လုပ်လို့ရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီလူမျိုးတွေမှာဆိုလို့ရှိရင်လည်းပေါ့နော်ဒီ FMB live မှာရောဒီလေကြောင်းလိုင်းတွေမှာရောပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ hospitality and tourism ပေါ့နော်အဲ့ဒီအပိုင်းမှာဘာတန်တာအပိုင်းမှာတကယ် bright ဖြစ်ပြီးတော့အောင်မြင်ပြီးတော့နေရာတစ်ခုရောက်နေတဲ့သူတွေအများကြီးရှိပါတယ်အများကြီးပါကျွန်တော်မြန်မာလူမျိုးတွေဆိုတော့အဲ့လိုအကူတွေအမတွေကိုလည်းကျွန်တော်ဒီကနေပြီးတော့ဒီ request လုပ်ချင်တာကအားရဘာသာစကားကိုလေ့လာပါအရင်မခတ်ပါဘူးပေါ့နော်ကျွန်တော်ရဲ့ career update လုပ်ဖို့အတွက်ကဒီဘာသာစကားကလိုပါတယ်เนาะအဲ့လိုဆိုတော့ကျွန်တော်နဲ့တူတူဒီလေ့လာလို့ရပါတယ်ဒီတစ်နှစ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းအများကြီးပဲဒီ UAE ကိုရောက်နေတာတစ်နှစ်နှစ်နှစ်သုံးနှစ်ရှိပြီပေါ့နော်အဲ့လိုလူတွေရှိတယ်ဒါပေမဲ့ Arabic စကားကိုရတဲ့တဲ့လောက်မရတာတွေရှိတယ်ပေါ့နော်အဲ့လိုဆိုတော့ဒီကျွန်တော်ရဲ့ course ကနေပြီးတော့မှအကျိုးပြုစေမှာဖြစ်ပါတယ်ကျွန်တော်ဂရုပေးပါတယ် okay ရက်တစ်ထည့်တော်တော်များများကလည်းဒီအင်္ဂလိပ်လိုလည်းပြောတတ်ပါတယ်ဒါပေမဲ့လည်းကျွန်တော်ဒီ Nelson Mandela ရဲ့စကားလို့ပေါ့နော် if you talk to a man in a language that he understand that goes to his head ပေါ့နော်အကယ်၍များကျွန်တော်တို့ကသူနားလဲတဲ့ဘာသာစကားနဲ့ကျွန်တော်တို့ကပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြောလိုက်တဲ့စကားလုံးတွေကသူ့ရဲ့ခေါင်းထဲပဲရောက်မှာဖြစ်ပါတယ်ဒါမှမဟုတ်ပေါ့နော် if you talk him to his language ကျွန်တော်တို့ကသူ့ရဲ့ဒီကိုယ်ပိုင်ဘာသာစကားနဲ့ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့ that goes to his heart ပေါ့နော်သူ့ရဲ့ဒီကျွန်တော်တို့နှလုံးသားထဲကိုရောက်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော် Arabic စကားတင်ပြီးတော့နှလုံးသားထဲအထိရောက်မဲ့စကားတွေကိုကြောကြရအောင် Okay နောက်တစ်ခုကကျတော့ကျွန်တော်တို့ဘာဖြစ်လို့ဒီ Arabic စကားကိုလေ့လာတင်လဲပေါ့နော်ကျွန်တော်ရဲ့ဒီ senior အကိုတွေအမတွေကတော့ဒါသိပြီးသားပဲပေါ့နော်ဒီ local တွေနဲ့အလုပ်လုပ်တဲ့အခါမှာကျွန်တော်တို့က profit ပိုရရတယ်ပေါ့နော်အခုဥပမာကျွန်တော်တို့ကတခြားသောသူတွေနဲ့လုပ်မယ်ဆိုလို့ရှိရင် local နဲ့ကျွန်တော်တို့ရဲ့ကြားထဲမှာတခြားသော nationalities တွေကခံနေတယ်ပေါ့နော်အခုဥပမာ India တို့ Pakistan တို့သူတို့ကြတော့ဒီလို Arab လို့ရတယ်အဲ့လိုအခါမျိုးမှာဒီကျွန်တော်တို့ရဲ့ profit တွေကကြားတင်တဲ့လောက်မရဘူးပေါ့နော်အကယ်၍များတာကျွန်တော်တို့ကဒီ Arab စကားရပါမယ်တကယ် local တွေနဲ့ဓာတ်ရိုက်လုပ်ခွင့်ရပါမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ income တွေရောဒီ profit တွေရောအများကြီးရမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့လိုဆိုတော့ဒီကျွန်တော်ရဲ့ဒီ365 day Arabic free course ကနေပြီးတော့လေ့လာဖို့အတွက်ကျွန်တော်အကြံပေးခြင်းပါတယ်ကျွန်တော်2026မှာကျွန်တော်မြန်မာတွေလည်း Arabic စကားကိုသူတို့လိုပြောတတ်ရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရည်ရွယ်ချက်ပေါ့နော်အဲ့တော့ကြောင့်မို့လို့ကျွန်တော် sharing လုပ်ပေးတာဖြစ်ပါတယ်လက်ရှိမှာလည်းမြန်မာနိုင်ငံမှာဒီ sharing လုပ်ပေးနေတဲ့ဆရာတွေလည်းရှိပါတယ် Arabic စကားနဲ့ပတ်သက်ပြီးတော့သူတို့ channel တွေမှာလည်းတွားလေ့လာလို့ရပါတယ် okay ဆိုတော့ကျွန်တော်ရဲ့ဒီ course မှာဆိုလို့ရှိရင်လည်းဒီ Oxford Dictionary တွေကပေါ့နော်ဒီ vocabulary လေးတွေကိုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်ကျွန်တော်အကောင်းဆုံးကျွန်တော်ဖန်တီးပြီးတော့မှကျွန်တော် sharing လုပ်ပေးပါမယ် okay နောက်တစ်ခုကျတော့ကျွန်တော်တင်တန်းပေါ့နော်ကျွန်တော်တင်တန်းမှာက2မျိုးရှိတယ်ကျွန်တော်ကတော့အခုလက်ရှိ UAE ရှာချားမှာနေပါတယ်ကျွန်တော်အိမ်ကိုလာလဲရင်းနဲ့ brother တွေ welcome မှာအချိန်မီလာလဲလို့ရပါတယ် okay
ပထမတစ်ခုကတော့ကျွန်တော်ဒီ video lesson class ပေါ့နော်ဒီ Telegram နေပြီးတော့ကျွန်တော် video lesson share ပေးတယ်နေ့တိုင်းကျွန်တော် answer စစ်ပေးတယ်ပြီးပြီဆိုလို့ရှိရင်နောက်တစ်ခုကျတော့ဒီကျွန်တော် video lesson class ဆိုပေမဲ့ကျွန်တော်တပတ်တစ်ရက်တော့ meeting အချိန်ပေးရပါတယ် meeting maybe 1 နာရီ 2 နာရီဝန်းကျင်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်ဒီတပတ်ချင်းစီစာတွေကိုပြန်ပြီးတော့မှ revision လုပ်ပေးရပေါ့နော်ပြန်ပြီးတော့မှကျွန်တော်စစ်ပေးရပေါ့နော်အဲ့ဒါတစ်ခုရှိမယ်နောက်တစ်ခုကကြတော့ကျွန်တော်ဒီmeeting class ပေါ့နော် Google Meeting ကနေပြီးတော့မှကျွန်တော်ဒီထိုင်ရိုက်face to face ကျွန်တော်သင်ပေးပါတယ်အဲ့မှာဆိုလို့ရှိရင်လည်းဒီကျွန်တော်တို့တွေတပတ်ကို3ရက်ပေါ့နော်3မဟုတ်4ရက်ပေါ့နော်အချိန်ပေါ်မှာမူတည်ပြီးတော့မှကျွန်တော်သင်ကြားပေးပါတယ်ကျွန်တော် full skills သင်ပေးပါတယ် reading writing listening speaking ဒါအပြင်ကျွန်တော်ဒီ typing လည်းကျွန်တော်သင်ပေးပါတယ်ဟုတ်ပြီနော် computer သမားဆိုလည်း computer နဲ့ typing ကျွန်တော် answer ထားရပါတယ် phone ဆိုလည်းဖုန်းအသုံးပြုတဲ့သူဆိုလည်းဖုန်းနဲ့ကျွန်တော် typing ထားပါဘာလို့လဲဆိုတော့ဒီကျွန်တော်တို့ဒီမှာရောက်နေတဲ့သူတွေမှာလည်းဒီ office ပိုင်းလုပ်နေရရှိရပေါ့နော်အဲ့လိုလူတွေအတွက်ဒီရေးတဲ့အခါမှာပဲဖြစ်ဖြစ်ကျွန်တော်ဒီ voucher တွေလောက်တာပဲဖြစ်ဖြစ်စင်းစရာတွေလောက်တာပဲဖြစ်ဖြစ်နောက်တစ်ခုကဒီ computer မှာလည်းဒီလိုမျိုးဒီ office နဲ့ပတ်သက်တဲ့ letter တွေပေါ့နော်ရိုက်တဲ့အခါမှာအဆင်ပြေအောင်လို့အတွက်ကျွန်တော်စီစဉ်လာတာဖြစ်ပါတယ်အခုဒီကြည့်ပေးတဲ့အတွက်လည်းကျွန်တော်ကျေးဇူးတင်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ရဲ့ဒီ Telegram channel link လေးကို join နာပါနောက်တစ်ခုကျတော့ဒီ notebook လေးတစ်ခုထားတာပေါ့နော်ကျွန်တော်ဒီ365 day တစ်ရက်ကို video တစ်ပုဒ်ကျွန်တော်တင်ပေးပါမယ်6ရက်ပြီးပြီဆိုရင်တော့တစ်ရက်ကျွန်တော်ဒီတစ်ရက်နားပါမယ်เนาะအဲ့တစ်ရက်မှာတော့ဒီ6ရက်စာကိုပြန်လုပ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်စီစဉ်ထားပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်ရဲ့ဒီတင်တဲ့ action နဲ့ဆိုရင်တော့ကျွန်တော် WhatsApp နံပါတ်ပေးရပါမယ်အဲ့မှာစုံစမ်းလို့ရပါတယ်ကျွန်တော်ရဲ့ဒီ365 day Arabic free course video ကိုကျွန်တော်ရဲ့ဒီ TikTok channel YouTube channel Facebook page ကနေပဲကျွန်တော်တင်မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ personal account ကနေပြီးတော့ကျွန်တော်မတင်ဖြစ်တော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ2026မှာတကယ်သွားခြင်းတဲ့ career လေးတစ်ခုရှိရပေါ့နော်အဲ့တော့လည်းကျွန်တော်စူးစမ်းနေပါတယ် inshallah အားလုံးလည်းအဆင်ပြေကြပါစေနှစ်သက်ဆုတောင်းအနေနဲ့ဆိုရင်တော့ဒီကျွန်တော်တို့တွေမိသားစုနဲ့ဝေးနေတဲ့သူတွေလည်းအများဆုံးစုံစည်းပြီးတော့မှပျော်ရွှင်ရပါစေပြီးလို့ရှိရင်ကျွန်တော်တို့ဒီ personal values တွေလည်းတဦးချင်းစီတိုးတက်လာပါစေနောက်တစ်ခုကျတော့ဒီကျွန်တော်တို့အခြေအနေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုယ့်ဘောကိုကောင်းကောင်းဆိုးဆိုးအဆုံးအထိချစ်ပေးနိုင်မယ့်သူနဲ့ရရှိလက်တွဲနိုင်ပါတယ်လို့ဆုတောင်းပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့တွေနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်မဆလာမာ